အားလုံးပဲမင်္ဂလာပါ Universal Trading Channel နဲ့ကြိုဆိုလိုက်ပါရစေကျွန်တော်နာမည်ကန်တာပါဒီနေ့လည်း Crypto Sector Update လေးချက်တော့မြန်လေးလုပ်သွားပေးမှာဖြစ်ပါတယ်ကြိုဆိုပါရစေအရင် Returning Viewer တွေရောအခုမှလာပြီးတော့လာကြည့်တဲ့လူတွေရောမင်္ဂလာပါโอเคပြောရပေးမယ်ဟာဒီနေ့ currency တွေရော Bitcoin ဒီ Crypto Sector က Bitcoin Ethereum Solana XRP Dogecoin right အဲ့ကောင်တွေထပ်ပြောပါမယ်ကြည့်လိုက်အောင် let's go okay so မြင်ရလားမသိမြင်ရအောင်အရင်လုပ်လိုက်Okay, so မြင်ရပြီဆိုလို့ရှင် Okay, alright မြင်ရပြီဆိုလို့ရှင်အခုကြည့်နေကြတော့ Bitcoin let's just look at Bitcoin Okay Finance ကပဲမြန်လေးကြည့်လိုက်မယ်So sorry actually Bitstamp ကကြည့်လိုက်မယ်နော် Okay တို့ပါပဲစီက Okay soကြည့်မယ်ဆိုလို့ရှင်မနေ့က range က negative မနေ့ကဆိုလို့ရှင် negative 15% ကြာ right ဒီအဘကကျွန်တော်ဒီဖြူအောင် line လေးอ่ะအဲ့ဒါဘာမှမဟုတ်ဒီ range day range ကိုဘယ်လောက် percentage ကြာလဲ normalized percentage ဘယ်လောက်ကြာလဲဘယ်လောက်တက်လဲအဲ့ဒါကိုလောက်တာ okay ပြီးတော့နောက်တစ်ခုကဒီအနီရောင် line လေးက200 day I'm so sorry 200 hour update ဆိုတော့ hour နဲ့ကြည့်နေ hour ကအရင်ဆုံး day နဲ့ပဲတစ်ချက်လောက်ကြည့်ပြပါမယ်เนาะ okay so day ကမနေ့က 0.82% တက်တယ် right so far ကြည့်လိုက်မယ်ဆိုလို့ကျွန်တော်နည်းနည်း zoom out လုပ်ပြီးကြည့်လိုက်မယ်ဆိုတော့ market ကြီးကနည်းနည်းတိတ်ကြည့်ရအဆင်မပြေ right နည်းနည်းအခြေအနေစိုးနေကျွန်တော် trade ရလူတွေတော်တော်များလဲ like ခုချိန် trade နေလို့ကျွန်တော်နားလဲမှာအကုန်လုံး bear market ကြီးကတော်တော်အခြေအနေစိုးနေ right ဘယ်လိုဖြစ်မလဲမသိဘူးကျွန်တော်မနှက်ပြန်လဲအဲ့လိုမျိုးဆိုတော့ they are safely trade ကြပါ okay ခဏလေးပါနောက်မှခဏဒီအနီအောင် line က let's just say 94 270 284ဆိုတာအဲ့ဒါ50ကျွန်တော်တို့50ကျွန်တော် daily ကြည့်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်50 day average ပါเนาะဒါ simple average ပါ simple moving average exponential မဟုတ်ပါဘူး right ဘာမှမဟုတ်ဒီ simple moving average ပြီးတော့နောက်တစ်ခုကလည်း83ကျွန်တော်အခုဒီ200 level ကျွန်တော် test နေပြီ right ဒီ Bitcoin ကဒီရက်200 average ကို test နေရရက်200အောက်မှာလည်းဈေးကောက်ခေါ်တာတွေ့ရတယ်ဆိုတော့မသိဘူးဒီရက်200ကိုဈေးရက်200အောက်ကိုဈေးကိုပြုတ်ကြပြီးခေါ်လို့ရှင်เนาะ okay fine ကျွန်တော်ရဲ့ next level တော့ခဏထားပါကျွန်တော်အခုဒီအရင်ဆုံးအများကြီး January ကနေစပြီးတော့ကျွန်တော်ဒီ January 1ရက်နေ့ကနေစပြီးတော့ဒီ Bitcoin စ trade တဲ့ volume အများဆုံး level ကျွန်တော်ပြောပြပါမယ်ဒီကောင်လုံးအခု January 1ရက်နေ့ကနေစပြီးတော့အခုဒီဟိုဒီ March လ12ရက်နေ့အထိဒီနေ့ March လ12ရက်နေ့အများဆုံး trade ခဲ့တဲ့ level ကကျွန်တော်ဒီအခုဒီ96,615 right 96,600 level ပဲခဏထားပါ right ဆိုတော့အဲ့ level break ကတွေ့တယ်အခုဒီ move like fast average ကလည်းဒီ moving ဒီ long term average ကို cross တော့မယ်ကျွန်တော်မြင် I mean well ဘယ်သူမှမသိ right cross မလားမ cross မလားဘယ်သူမှမသိဒါပေမဲ့အခုမြင်နေတာသူ့ရဲ့ slope က is like downwards right အောက်ကိုကျနေမြင်ဒီ fast moving average ကဒါပေမဲ့200 period average ကကျတော့နည်းနည်းသူ slope လေးကနည်းနည်းလေးအပေါ်ဟို flat line ပေါ့သိရမလား flat line ဖြစ်နေတယ်အပေါ်လည်းမတက်အောက်လည်းမကျနည်းနည်းလေးပဲအပေါ်နည်းနည်းတက်နေတာဆိုတော့ okay right bear market ဖြစ်ပြီလားတကယ်ကြီး bear market ဖြစ်သွားပြီလား question အမှားစမေးမယ်right အခုကတော့မသိသေးဘူးဘာမှမသိဒါ consolidation ဖြစ်နေတာလည်းဖြစ်သွားနိုင်တယ်လူတွေကအခုဒီအောက်ကိုစဉ်းကြပြီးသူတို့ဈေးအများကြီးမပေးချင်လို့ဒီ200 period အောက်ကိုဟိုဖြစ်ပြီးတော့ကြာပြီးတော့ခေါ်နေရလည်းဖြစ်နိုင်တယ်ဒါပေမဲ့တကယ် bear market ဖြစ်နိုင်ကျွန်တော်တို့ကတော့တကယ် bear market solution ဒီ average 50 day average 50 day average ကကျွန်တော်ဒီ200 day average ကိုအောက်ဘက်ကိုရောက်သွားလို့ကျွန်တော် of course confirm ကျွန်တော်တို့က consider bear market confirm ပါနော်အဲ့လိုပုံစံမျိုး regime filter လောက်လိုက်တာအဲ့လိုမျိုးပြီးတော့ okay now okay simple moving average ကဒီ short term ကကျွန်တော်ဗာနဲ့တွက်ထားတယ်ဆို short term က50 day နဲ့တွက်ထားတယ် right short term က50 day နဲ့တွက်ထားတယ်50 day right 50 day နဲ့တွက်ထားတယ် long term က200 day နဲ့တွက်ထားတယ် volume again January ဒီနှစ်စအများဆုံး trade ခဲ့တဲ့ level က 96,000 right ဆိုတော့တခြားတော့ကြည့်လိုက်မယ်ခဏလေးအရင်နှစ်ကဘယ်လောက် level မှာ trade ထားလဲဒီအရင်နှစ်တစ်နှစ်လုံးရဲ့ trade ခဲ့တဲ့အများဆုံး trade ခဲ့တဲ့ level ပါလဲချက်လောက်ကြည့်ကြအောင်ကျွန်တော်လည်းအတူတူလိုက်ကြည့်ပြီးကျွန်တော်ဒါအခုမှပဲကျွန်တော်ကြည့်အရင်နှစ် January 2024ကနေပြီးတော့ December 2024 အထိ trade ခဲ့တဲ့ level က
6,900 right အရင်နှစ်တစ်နှစ်လုံးအများဆုံး trade ခဲ့တဲ့ level 6,900 ဗျာ right ဒီနှစ်တစ်နှစ်လုံးအများဆုံး trade ခဲ့တဲ့ level 9,600 မသိဘူးဒီ 6,900 ပြန် test မလားဆိုတော့ချိန်ကြီးက possibly right I don't know ဘယ်သူမှမသိဘူးဖြစ်သွားနိုင်တယ်ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဘာဖြစ်လို့လဲမနှစ်တစ်နှစ်ကောင်ဟိုသူ့ရဲ့ mean ကဖြစ်သွားခဲ့တဲ့ mean ကအများဆုံး trade ခဲ့တဲ့ level ဘာလို့လဲကျွန်တော်အခုဒီမှာဆိုလဲဒီမနှစ်ကအများyeah ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပြောလို့မရဘူးပြောလို့ဘယ်သူမှပြောလို့မရဘူးကျွန်တော်ပြော right so မသိဘူး I don't know ဒါဘာမှမဟုတ်လဲသူ့ vice versa ပါ okay fine ဒီအောက်မှာကောက်ဈေးကောက်ခေါ်တယ်အဲ့ချိန်မှာဘာရဝင်လာဒီဈေးမှာ okay ရကျင်တဲ့လူတွေအရင်ပိုများတော့ပေါ်တက်သွားတယ် alright အဲ့လိုဒါပေမဲ့အခုချိန်ကကျွန်တော်မြင်နေရတာသူ့ momentum downwards momentum ကနည်းနည်းလေးများတယ်ဗျာ right so ဒီဈေးကအခုဒီ50 day average ကောက်အောက်ကိုလည်းရောက်နေတယ်ကျွန်တော်အခုဒီ200 day ကိုလည်း test နေပြီးတော့ test နေတဲ့အပြင်ကိုဒီ simple moving average ကလည်း short term moving average ကလည်းဒီ200 day long term average ထပ်ကိုအောက်ကိုရောက်တော့မယ်ရောက်ခံနေပြီပေါ့နော် right ဆိုတော့အဲ့ဒါတစ်ချက်လောက်ကြည့်နေတာပေါ့ right တေးချာ highly ဒီလွန်ခဲ့လာမဲ့အခုအပတ်အတွင်းမှာဘာတွေဖြစ်မလဲဆိုတာတစ်ချက်စောင့်ကြည့်နေတာပေါ့နော် right okay so ဒါ bitcoin right bitcoin solution ပြီးတော့နောက်တစ်ခုကမြင်ရလားမသိခဏလေးပါမြင်ရလားမသိ okay right bitcoin ပြီးသွားလို့ရှင် ethereum I know ethereum ဘယ်သူမှတော့သိမကြည့်ဘူးကျွန်တော်လည်းအဲ့လောက်ကြီးသိမကြည့် ethereum က ethereum USD ကို FXCM ကလည်းခဏကြည့်မယ် okay again ethereumများဆုံး trade ခဲ့တဲ့ level December 20 holy shit alright okay နှစ်စနေအများဆုံး trade ခဲ့တဲ့ level ကအဲ့ဒါမပြောခင်ကျွန်တော်ဒီ simple moving average ကကျွန်တော် long term moving average တက်အောက်ကိုရောက်သွားပါပြီ what does that mean right ဘယ်လိုဆိုလိုတာလဲ that means ကျွန်တော်ပြီးတော့ဘယ်မှာကရောက်ဒါပေမဲ့ပြောလို့မရအောင်အခုဒီကောင်ဆိုလဲဒီလွန်ခဲ့ဒီ September 2024ရုံးမှာလည်းအောက်ကိုကျခဲ့တယ်ပြီးတော့ rebound ဖြစ်သွားတယ်ပေါ်တက်သွားတယ်ပေါ်တက်လက်အောက်ကျလာကျွန်တော်မြန်မာဒါ range bound သွားနေရတယ် right so I don't know right အများဆုံးဒီ January ဘာမှကျွန်တော်ပြောချင်တဲ့ level point out လုပ်ချင်တဲ့ level တွေကတော့အရင်နှစ်လုံး trade ခဲ့တဲ့ level 2600 is it oversold ဆိုတာအခုဒါရောင်းနေတာကုန်ပြီလား right ဒါအသေးရောင်းဒီအချိန်မှာဝယ်သင့်လားဘယ်သူမှမသိဘူး right ကို signal နဲ့ကိုတည်တည်ရှာလို့ဘာဖြစ်လို့လဲဆိုတော့ဒီကောင်က bear market ဆိုတာအရင် volatile ဖြစ်တယ် right ဒါပေမဲ့ကျွန်တော်အမြင်မှာတော့ okay fine သူ့ရဲ့ range ကြီးက right we don't know right maybe 1000လဲကြာပါနိုင်တယ် right ဆိုတော့ပြောလို့မရဘူး unless like buy and hold လုပ်ထားမယ်ဆိုလို့ရှိရင်တော့ဝယ်ထားဥထားပြီးတော့ပြင်ဖြည်းဖြည်းချင်းဥထားပြီးတော့နောက်10နှစ်15နှစ်20နှစ်30နှစ်50အဲ့လောက်ထိစုထားခြင်းတယ်ဆိုလို့ရှိရင်တော့တစ်မျိုးအဲ့လိုဆိုမျိုးဆိုလို့ရှိရင်တော့ဖြည်းဖြည်းချင်းဝယ်ထားတာကောင်းတယ်ဒီလိုမျိုးအောက်ကျနေတဲ့အချိန်မှာပေါ့နော်အဲ့ဒါမှကျွန်တော် like long termly သွားမှာဆိုတော့ right အခုဒီဆိုတော့ yeah အဲ့ဒါလေးပါပဲ right ဆိုတော့ကျွန်တော်ဒီ ethereum ကကျွန်တော်200 day average က2956 basically သုံးတာဗျာ right short term average က2800 cool price က1800ချိန်နေတော်ဆိုးပါတယ် right ethereum ဘယ်လို trade လဲမသိဘူးတော့အချိန်နေတော်ဆိုးပါတယ်ကျွန်တော်ကြည့်နေပါတယ် ethereum အဲ့လောက်ကြီးတော့မ trade ဖြစ်ဘူးဒါပေမဲ့ကြည့်နေပါတယ် right range bound ကတသိန်းကစားကျွန်တော်ရှိမှလဲ system က range bound system အဲ့လောက်ကြီးသိမရှိတော့နည်းနည်းလောက်ရတယ်နည်းခတ်တယ်ဗျာ right ဒီ mean reversion ဟာတွေကနည်းနည်းခတ်တယ်ဆိုတော့နည်းနည်းကြည့်နေတာပေါ့နော်နားလေးမြင်ရအောင် okay alright so yes အများဆုံး trade ခဲ့တဲ့ဒီ January နှစ်စနေအများဆုံး trade ခဲ့တဲ့ level 2900 2600အရင်နှစ်ကအများဆုံး trade ခဲ့တဲ့ level အရင်နှစ်ကအများဆုံး trade ခဲ့တဲ့ဈေး right okay ဟိုဒါပါပဲအဲ့ဆိုနောက်တစ်ခုထပ်ကြည့်မယ်အခုဘာကြည့်ရင်ကောင်းလဲ XRP Binance Tether လို့ပြောထားတယ်အားလေးပါyup
XRP USD Bitstamp ကပဲခဏကြည့်မယ်နော် Okay so XRP ကိုလည်း XRP လည်းသူအခြေအနေမကောင်းပါဘူးအဲ့ဒီနှစ် crypto trader လူတွေဒီနှစ် crypto တခုတည်းမဟုတ်ဗျာ right ကျွန်တော်ပြောချင်တာဒီနှစ် trade လုပ်တဲ့လူတွေကဘလို့ဟို January တုန်းကတော်တော်အဆင်ပြေအခြေအနေတော်တော်ကောင်းတယ် right အကုန် everything was flying right အကုန်လုံးပေါ်ပြောင်းဆုံးတက်နေဟုတ်လားဒီနှစ်ကဒါမှဒီ March လအစနေစပြီးတော့ဒီ February လကုန်တာနဲ့နီးတော့တဲ့အခြေအနေသိမကောင်းတော့လူကနည်းယူရလာ right အဲ့ကြည့်ပြီးတော့ဆိုတော့အဲ့ချင်အရေးကြီးလဲဆိုအခုချိန်မှာ core system ကိုတေးချာ dedicate လုပ်ပါ right core system က draw down ဖြစ်နေလို့ရှင်အားမငယ်ပါနဲ့ခင်ဗျားတယောက်လည်းမဟုတ်ဘူးကျွန်တော်လည်းရှိခဲ့ so okay alright so တစ်ချက်လောက်ကြည့်လိုက်အောင်ကျွန်တော်ဒီနှစ်အစနေအများကြီး trade ခဲ့တဲ့ level ကအခု XRP က 2.4 right ဒီကျွန်တော်တို့ short term average က 2.56934 right 2.56934ကျွန်တော်အများ200 day average 200 day က 1.63 အရင်နှစ်ကအများဆုံး trade ခဲ့တဲ့ level ကဟိုဒါကတော့နည်းနည်းhard to say 0.59 394 right ဒါသူ့ရဲ့အများဆုံး trade ခဲ့တဲ့ level ပြောလို့ we don't know ဘူးမှပြောလို့မရဘူး1.63 and heading towards 1.63 ပေါ့နော် buyer တွေကမဝင်နိုင်တော့ဘူးအခုပြုတ်ကျနေတာတွေ့တယ်အခုနည်းနည်းလေးတော့ပြန်ဝယ်ထားတယ်ဒါပေမဲ့အချိန်တိတ်မကောင်းဘူးလဲ right so yeah so okay XRP ပြီးသွားပြီ Solana let's go Solana ကျွန်တော် Solana I like Solana pretty good right Solana is actually pretty good Solana USD Coinbase ကတစ်ခါကြည့်ကြည့်ပါမယ် Okay so Solana မှာ interesting thing ကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီ2ရင်းက trade ခဲ့ level က200 and 145 oh I was gonna say for ဟိုပြောမလို့200လားလို့မဟုတ် Okay so အရင်တစ်နှစ်လုံး trade ခဲ့တဲ့ level သူ့ရဲ့ mean ပြန်မျှဈေးက143.05ဒီနှစ်တစ်နှစ်လုံး trade ခဲ့တဲ့ level က 145.47အခုလက်ရှိဈေးက 1.12364ခုနဲ့ကျနေတယ်အခုဘယ်မှမပြောဆို BBI တို့ပါရှိအဲ့ဒါခဏထားပါလုံးဝအောက်ကို like ဇောက်ထိုးမိုးမျိုးကျနေတယ် right အခုဒီ short term ကြည့်ရမှာကျွန်တော်ဒီ short term average ကလည်း long term average အောက်ကိုသွားနေဆိုတော့ဘလို့တွေလာအောင်မလဲတော့မသိဘူးတိတိကျကျ give side ပြီးတော့ကိုယ့်ပစံကို conserve လုပ်ကြပါအရေးကြီးဆုံးနံပါတ်1အချက်က trade လုပ်မယ်ဆိုလို့ရင်နံပါတ်1အချက်ကကိုယ့်ပစံကိုအရင်ဆုံးစုကြပါ I mean ကိုယ့်ပစံကိုများမနိုင်တာထက်နည်းနည်းရှုံးအောင်လုပ်ပါရှုံးတာနည်းအောင်လုပ်ပါ right ရှုံးတာနည်းအောင်လုပ်ပါရှုံးတာနည်းလို့ရှင်နိုင်တဲ့ဟာတွေကသူ့လိုကောက်ဖြစ်သွားတယ် right so okay anyways အဲ့ဒါပြောရလွယ်ဒါမှတည်တည်ချာချာ code system ကို line နာမှာ right okay so သူ့ရဲ့ short term average က 181.10 right long term က 183.49 so ပြန်မြဈေးအောက်ကို long term ပြန်မြဈေးအောက်ကိုဒီ short term ပြန်မြဈေးအောက်မှာဈေးခေါ်ပြီးတော့ trade နေတာပဲခေါ်နေအောင်တွေ့ရတယ် right so ဒါကကြည့်ခြင်းအပြင်အချိန်မကောင်းတိတ်အချိန်မကောင်း right ဒီလိုအချိန်ဒီမှာငါတော့ကောက်ဝဲခြင်းနဲ့ right ငါကောက်ဝဲခြင်းနဲ့ hero မလုပ်ပါနဲ့ right hero မလုပ်ပါနဲ့ကျွန်တော်ပြောချင်တာ well again ကျွန်တော်ဗာသိလို့လဲ right I'm just like internet ကလူတယောက်ပဲ right and ဘာမှမသိဘူးကျွန်တော်လည်းဘာမှမသိဘူးခင်ဗျားတို့လည်းဘာ like well ခင်ဗျားတို့သိချင်သိမယ် but I don't know right ကျွန်တော်လည်းဘာမှမသိဘူး right ဒါပေမဲ့ကျွန်တော် all I can do is ကျွန်တော်ဘာလုပ်လို့ရတယ်ဆိုတော့ကျွန်တော်ဒီအရေးကြီးတဲ့ level တွေကျွန်တော် point out လုပ်လို့ရတယ်အဲ့ဒါပဲ that's it right အဲ့ဒါမသိသေးတဲ့လူမြင်နေတဲ့လူကပိုမြင်အောင် okay so okay Solana ပြီးသွားပြီဆိုလို့ရှိရင် Solana ပြီးသွားလို့ရှိရင်ဒီ Binance US dollar ကို Binance ကိုချက်ကြည့်ပါမယ် Binance ကလည်းဒီလိုပဲ
Binance ကဒီနှစ်အများဆုံး trade ခဲ့တဲ့ level 697.3 so it's actually pretty good အရင်နှစ်ကအများဆုံး trade ခဲ့တဲ့ level က2024เนาะကျွန်တော်အရင်နှစ်ကအများဆုံး trade ခဲ့တဲ့ level ပြော2024ကအခုဒီ570နဲ့989.2 right အဲ့အရင်နှစ်ကဒီ level ပါ level လားမသိ I don't know ဒီ level မှာပြန် bounce နေ right ဒီ level မှာပြီး900 level မှာပြန် bounce နေတာတွေ့ရ that means အခု what that like ဘာအဲ့ဒါဘာဆိုလိုတာလဲဆိုအခုလောလောဆယ်လူတွေက900ဆိုဈေးကနည်းနည်းအဆင်ပြေရဆိုတော့900ဈေးမှာဝယ်ကြတဲ့လူတွေများတယ်ဆိုတာတွေ့ရတယ်ဗျ right so လောလောဆယ်တော့okay လောလောဆယ်တော့အခု bear market ရောက်ပြီလား Binance ကကျတော့မှာလား right မေးကြတယ်တေချာစောင့်ကြည့်ပါ right again ကျွန်တော်ပြောတာလည်းအတူတူပဲဒီ short term average က long term average အောက်ကိုရောက်သွားပြီဆိုလို့ကျွန်တော် bear market လို့ကျွန်တော်တို့ကယူဆပါတယ်။အိုးဒါပေမဲ့အဲ့ဆိုလို့ကျွန်တော်ဒီ solution ဘယ်လိုလုပ်မလဲ short term average က long term average အောက်ကိုကြောက်သွားတယ်ဒါမှဈေးကတက်နေအောင်ပဲ right အဲ့လိုဆိုရင်ဘယ်လိုလုပ်မလဲကျွန်တော်ထင်တာမှားနေတာပေါ့ right again အဲ့ဒါကြောင့်မလို့ကိုယ့် system ကိုတည်တည်ချာချာ back test လုပ်ပါအဲ့ဒါအရေးကြီးရယ် right သူများက like ကျွန်တော် short term average အောက် term like long term average အောက်ကိုကြောက်ပါလို့ရှင် bear market ဆိုလို့ရှင်ကျွန်တော်ပြောတိုင်း like မယုံပါနဲ့ right ဒါပေမဲ့ဒါကျွန်တော်ရဲ့အတွက်ဘာ working ဘယ်လိုဖြစ်လဲဆိုတာ like ဒီ setup ဒီ one trade ပဲမဟုတ်ပဲနဲ့ trade 1000 sample size နဲ့ကြည့်ပြီးလို့ရှင် right အဲ့ဒါ then ထပ်ခါလုပ်လို့ရပြီ right but then အဲ့လိုမျိုးလုပ်နေလို့ရှင်ကျွန်တော်တက်လုံးလုပ်ပါလို့ရတယ်တစ်ခါရှုံးတာအလကား like တစ်ခါရှုံးတာခေါင်းထဲမှာထည့်စရာမလိုဘူးဗျာ right နှစ်ခါရှုံးတာလည်းခေါင်းထဲမှာထည့်စရာမလိုအခါ maybe အခါ90ရှုံးမှခေါင်းထဲမှာထည့်လို့ရမှာ right ထည့်စရာလို့မှာ right အဲ့ဒါပြောနေ right ဒီလိုဟာမျိုးက maybe အောက်ကျသွားတယ်အဲ့ဒါဈေးကပေါ်တက်နေတာ yeah ကျွန်တော်ဒီလိုဆိုတော့ yeah ကျွန်တော် system ကဝယ်ဆိုလို့ရှင်ဝယ်လိုက်မယ်ရောင်းဆိုလို့ရှင်ရောင်းလိုက်မယ် right matter of fact actually never mind it's fine okay so that Binance Doge ကိုသွားမယ် right Doge ကိုသွားမယ် Doge USD Coinbase ကပဲကျွန်တော်ကြည့်နေပါတယ်အခု long term short term average ကျွန်တော်ဒီ short term average simple average လေးက long term average ကိုခဏဖြတ်စားလို့လုပ်နေပါပြီကျွန်တော်အခုအချိန်က March ဒီနေ့က March လ13ရက်နေ့2025ဒီနှစ်စာလုံး trade ခဲ့တဲ့ level Doge coin မှာဆိုလို့ရှင်ဒီ 0.24 ပေါ့နော် 0.24 အများဆုံး trade ခဲ့တဲ့ level အခုကအရင်နှစ်ကအများဆုံး trade ခဲ့တဲ့ level ကိုလည်း test နေပါတယ်ကြည့်ရတော့ it's gonna break right it looks like it's gonna like ဒီ break မဲ့ပုံမှုတည်ရဘာလို့လဲဆိုတော့ကျွန်တော်ဒီအခုလာခဲ့တဲ့လွန်ခဲ့တဲ့ January 21ခရဲကဒီ short term average အောက်ကနေပဲဈေးရစားခေါ်တယ်အောက်ကိုဆင်းပြီးခေါ်တာဗျာအောက်ကိုဆင်းပြီးခေါ်တော့လေမဝယ်ဘူးပြောချင်တာ basically လူတွေက okay ဝယ် right ဒီမှာဆိုလို့ရင် I mean ဝယ် right ဝယ်အစမဝယ်တော့ဗျာဝယ်တဲ့လူတွေကလည်းရက်သွားတယ်မဝယ်နိုင်တော့ဘယ်သူမှမဝယ်နိုင်အဲ့လောက်ကြီးမဝယ်နိုင်တော့okay ကြာဈေးအဲ့ဆိုဈေးအောက်ကိုကျပြီးခေါ်တယ်ဗျာဘယ်သူမှဝယ်ဘယ်သူမှမရှိတော့လို့ရှင်အဲ့ဒီဈေးအောက်ကိုကျခေါ်တယ် right okay ဈေးအောက်ကိုကျခေါ်တယ်မဝယ်ဘူးဈေးအောက်ကိုထပ်ခါကျပြီးခေါ်တယ်okay fine ကျုပ်တို့ခု3ချက်ပေး3ချက်နဲ့ဝယ်လို့ရလားမဝယ်ခြင်းကွာ right like 2ချက်အဲ့ဆိုလို့ရှင်2ချက်ပြား50မှာလည်းဝယ်ဖို့သူမှမရှိဘူး right maybe တယောက်2ယောက်လောက်ဝယ်လိုက်တယ်ဗျာ right ပြီးသွားလို့ရှင်မဝယ်ကြတော့ပြန် right ဟိုကျုပ်လူတွေအကုန်လုံးကျုပ်ရှိသွားပြီဆိုကျုပ်က basically ဝယ်ဖို့မလိုတော့ဘူးဗျာ right လူအယောက်100မှာဆိုလို့ရင်အယောက်100လုံးကကျုပ်ရှိသွားပြီဆိုတော့ဘယ်သူမှကျုပ်မဝယ်ကြတော့ right ဆိုလို့ရှင်okay right ခုဈေးကျုပ်တလုံးဈေး like okay like 2ချက် right 2ချက်ပြား20စားခေါ်တယ်မဟုတ်မဝယ်ဘူး2ချက်ပြား20လည်းမခေါ်2ချက်10ပြား2ချက်10ပြားလည်းမဝယ်ဘူးဘူးမဝယ်ဘူး right 2ချက် maybe like တစ်ချက်ခွဲမှာနည်းနည်းလေးစဝယ်လိုက် like okay fine တိတ်မရှိရလို့ဘာညာကွဝယ်လိုက်တယ်ပြီးတော့ရင်ဈေးပြီးတော့လည်းပေါ်နည်းနည်းထွက်သွားတယ်မဝယ်ကြတော့ right
ဘာလို့ရှင်တစ်ချက်အမ like တစ်ချက်ပြား80တစ်ချက်ပြား90တစ်ချက်ပြား85 right ဘယ်သူမှမဝယ်ဘူး right တစ်ချက်ပြား85တစ်ချက်ပြား60 right အဲ့လိုမျိုးဆိုအဲ့လိုမျိုးဈေးဘယ်သူမှမဝယ်ဘူးဗျာ basically right ဘယ်သူမှမဝယ်နေတာကိုတွေ့ရတယ်ဒီ chart ကိုကြည့်ချင်းအပြင်ဘယ်သူမှမဝယ်ကြတော့တွေ့ရတယ်ရွှေရှင်းမှပြောလို့ရှင်ဝယ်အရင်နေပါပြီဒါမှမဟုတ်လဲရောင်းတဲ့လူကပိုများတယ်ဒါပဲ right ရောင်းတဲ့လူနဲ့ဝယ်တဲ့လူကဟိုဒီ chart လေးကိုကြည့်နေလို့ရှင်ဘယ်ဟာဟွာဖြစ်လဲဆိုတော့ဒီရောင်းတဲ့လူနဲ့ဝယ်တဲ့လူရဲ့ ratio ကရောင်းတဲ့လူ10ယောက်ရှိလို့ရှင်ဝယ်လူ1ယောက်ပဲရှိရဗျာ right ဆိုတော့အစမပြေဘူး right ရောင်းတဲ့လူတွေကပတ်စံပိုဟွာဖြစ်နေတယ် right ရောင်းတဲ့လူတွေကအားပိုရှိနေတယ်အဲ့ဒါကိုပြောချင်တာ right okay fine 50 day average ကပြား25ပြား right 0.25 200 day average က 0.24772 ဒါ Dogecoin daily ကြည့်နေတာပါအခုလက်ရှိ price က 0.16839 data အောက်ကြအောင်မလားဘူးမှမပြောနိုင်ဒါ random everything is random right ဒီ market ထဲမှာငါ predict လုပ်နိုင်တယ်ဆိုတော့ I predicting power ဘယ်သူမှမရှိဘူး like ဘယ်သူမှမရှိဘူး right အဲ့ဒါကိုသူများတွေငါ90% win rate ရှိရမယုံနဲ့ဘယ်သူမှမယုံနဲ့ယုံစရာလည်းမလိုဘူးမရမှာအုံနောက်ရှိရကိုအောင်နဲ့ကိုစဉ်းစားအဲ့ကျွန်တော်ပြောရလည်းမယုံနဲ့ဒီ level point out လုပ်တယ်ဆိုလဲ okay fine ဒါ level ပဲ level point out လုပ်တာဒါ level ပဲကျွန်တော် level ဘာရှိရဒီမှာဒီနဲ့တစ်နှစ်လုံး trade ခဲ့တဲ့ level like okay fine 0.25 လို့ပြောလဲဒါပဲ level is a level it's nothing but a fucking level okay so sorry right so ဒါပဲ again ဒါကျွန်တော်အရင် passion နဲ့ဖြစ်တယ်ဗျာ right ဒီ stock နဲ့ပတ်သက်လို့ရှင်ပြီးတော့သူများ especially သူများတွေလို့မျိုး beginner တွေဆိုလို့ရှင်ပြရမလားသူတို့ scammer တွေပေါ့ဒီ online scammer တွေငါမှာ system ရှိရယ်ငါမှာ system like 95% system ရှိငါ trade တိုင်း 95% နိုင်တယ်အဲ့ဒါတွေကလုံးဝမယုံနဲ့ဘူးမှ course ကိုလည်းပေးဝယ်စရာမလိုဘူးအကုန်လုံး online မှာရှိရယ် it's free okay right like okay မြန်မာလိုပြောအဲ့လိုမျိုးဒီ course တွေပါမရှိလို့ကျွန်တော်အခု free လောက်တာဒါပဲဘာမှလည်းဘယ်သူရှိမှလည်းပတ်စံမတောင်းတော့ပတ်စံတောင်းဖို့ရည်ရွယ်ချက်လည်းမရှိဘူးဒါ is just ဟိုတည်ရကိုတစ်ချက် like basically သိပါတယ်ဗျ right ကျွန်တော်လူငယ်ပဲနားလေဆိုတော့ okay alright okay so okay 0.24772လူတော့အဲ့လောက်ကြီးတော့မငယ်တော့ right but ပြောပြတာဒါစကားပြောတာ right so okay ဆိုဒီအောက်မှာခေါ်တယ် right ခေါ်တယ်ပြီးသွားလို့ရှိရင်အရင်နဲ့တက်နေအောင် trade ခဲ့လာ0.16066အဲ့ဒါအရင်နဲ့တက်နေလုံး trade ခဲ့တယ်လားပေါ့အရင်နဲ့အများဆုံး volume အများဆုံး trade ခဲ့တယ်လား right ဒီ January 2024ရက်နေ့စပြီး okay alright so ဒါပါပဲဒီနေ့နည်းနည်းလေးကျွန်တော် video မှန်တော့7 minute လောက်ပဲကျွန်တော်လုပ်ချင်တာဗျာ right again ကြည့်ပေးရတော့ကျေးဇူးအများကြီးတင်ပါတယ် question တွေရှိလို့ရှိရင်အောက်မှာလာမေးပါတို့တက်နိုင်လုံးဖြေပေးပါမယ် right ကျွန်တော်လည်းရှင်းပြောရင်တော့အဲ့လောက်ထိမသိဘူး right ကျွန်တော်အရင်သိလို့ရှိရင်ကျွန်တော်ဒီလုံးနေမှာမဟုတ် right ဒါပေမဲ့ကျွန်တော်သိတာဘာလဲဆိုတော့ကျွန်တော် for sure သိတာဘာလဲဆိုတော့ဒီ system development like ဘယ်လိုခေါ်မလဲ like risk ကိုဘယ်လို manage လုပ်အောင်လဲဆိုတော့ right အဲ့ဒါတော့မှကျွန်တော် 90% သိတယ်လို့ပြောနေမှာမဟုတ်ဘူးဗျာနည်းနည်းလေးပဲသိတာဗျာ right အဲ့ဒါလေးဘယ်လိုဘာလုပ်ရမလဲထားကျွန်တော်ဘာမလုပ်ရဘူးလဲဆိုတာသိတာ okay right ကျွန်တော်သိမှုအများကြီးကြံနေတယ် right ဒါပေမဲ့မသိတဲ့လူတွေရောအဲ့လိုမျိုးသိရမလားသူပတ်စံရှုံးသွားမှာဆိုလို့ဗျာပြောချင်တာအဲ့ဒါလောဘတက်ပြီးတော့အဲ့လိုမျိုးငါမှ like တော့1000 like 300ရှိအဲ့300လုံးထည့်လိုက်အကုန်လုံးသွားလိမ့်မယ်ဒီဟာတွေက right အရင်လွယ်တယ် overnight maybe like 15 minutes တော့အကုန်လုံးသွားလိမ့်မယ်အဲ့ဒါပြောနေ okay ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်နောက် video မှာလည်းပြန်တွေ့ကြမယ်အခုဒီဒါကတော့ crypto sector လေး update ပဲလုပ်တာဆိုyes ကျွန်တော်ပြောပါဆိုမှရှိရင်တော့လည်းခွင့်လို့ပါ okay 8တော့ okay good night တဒါ